အခုဖူးမြော်နေရတဲ့နေရာကတော့အာနိမိတ်တတတ္တဟခေါ်ဒုတိယတတ္တဟဖြစ်ပါတယ်ဒီနေရာမှာမြတ်စွာဘုရားရှင်ဟာရပ်တော်မူလျက်ဘောရီပင်နဲ့ရွှေပလင်ကိုမမိတ်သောမျက်စိနဲ့ကြည်ပြီးတော့ခုနှစ်ရက်ပတ်လုံးဖလားတမဘတ်ကိုဝင်စားတော်မူခဲ့ခြင်းဖြစ်ပါတယ်အခုမြင်တွေ့ရတဲ့နေရာကတော့တတိယမြောက်တတ္တဟဖြစ်ပါတယ်အပရာဇိတာပလင်တော်နဲ့အာနိမိတ်တအကြားအရှိအနောက်ယရနာစည်းညံတော်ကိုဖန်ဆင်းကခုနှစ်ရက်တိုင်းတိုင်းစည်းညံကြွား၍ဖလားတမဘတ်ကိုဝင်စားတော်မူခဲ့ပါတယ်ယောဆံပေဗျာယရနာစေကြတတိယတတ္တဟာသံရှိခိုးကပူဇော်လျံကိန်းပြောရာတတ္တဌာနာဇာအခုရောက်ရှိဖူးမြော်နေတဲ့နေရာကတော့စတုထတတ္တဟဖြစ်ပါတယ်မဟာဗောဓိပင်ရဲ့အနောက်မြောက်ရက်နတ်တို့ဖန်ဆင်းအပ်သောယရနာကရရွှေအိမ်တော်မှာမြတ်စွာဘုရားသည်ဖလားတမဘတ်ချမ်းသာကိုခုနှစ်ရက်ပတ်လုံးခံစားရင်းအဘိဓမ္မာခုနှစ်ကျမ်းကိုရွှေဉဏ်တော်ဖြင့်ဆင်ခြင်သုံးသပ်တော်မူခဲ့ပါတယ်ပဋ္ဌာန်းကျမ်းကြီးကိုဆင်ခြင်သုံးသပ်တော်မူတဲ့အခါမြတ်စွာဘုရားသခင်ကိုယ်တော်မှရောင်ကြီးတော်6သွေပေါ်ထွန်းတော်မူခဲ့ပါတယ်